ကဲဘောင်းမီလေးရပါတယ်ဖွေးနုနုလေးပေါ့နော်ဖွေးချီနုလို့လည်းခေါ်တယ်အရန်လာတယ်ပေါ့နော်အဖြူခံလေးကိုမှအပွင့်လေးတွေနဲ့လေဒီမှာပစ္စည်းအစ်စ်လေးရောက်ပါတယ်ရှင်ဈေးလေးလည်းအရန်တက်မယ်နော်စိုက်ကြီးစိုက်ပွားပေါင်ချိန်190 180လောက်ထိရအောင်ကိုချုပ်ထားပေးတယ်ဒီမှာကြုံရန်ကိုမှလာပါတယ်ဒီမှာကြုံစိုက်ကြီးဘောင်းမီလေးရောက်ပါတယ်ရှင်ဒီမှာနော်ကာလာကတော့သူကအပွင့်လေးတွေပဲပြောင်းသွားမယ်ပြီးတော့ဒီအခန့်လေးကတော့အဖြူပဲပေါ့နော်ဒါမျိုးစိုက်ကြီးစိုက်ပွားဘောင်းမီအရှည်တစ်ထည်ကိုမင်က6000နမ300ကျပ်ထက်နဲ့ပေးမှဖြစ်ပါတယ်ရှင်ဘောင်းမီအရှည်ဆိုရင်လက်မ40ရှိရယ်နော်လုံးဝရှယ်ဂွားဆိုရင်လေလုံးဝဂွားကြလေး16လက်မလောက်ထိလောက်ထားပေးပါတယ်ရှင်ဒါလေးဆိုအဝါရောင်လေးနော်အရန်ကိုမှလာတယ်ဈေးက6000နမ300ကျပ်ပါရှင်9တဲ့တွေကနေစပြီးတော့မှာယူလို့ရပါတယ်ဒီမှာစိုက်မှာလည်းစိတ်ကြိုက်လာကြည့်လို့ရပါတယ်နော်သူကအသားလေးကတော့ဖွေးချီနူတားလို့လည်းခေါ်တယ်เนาะဒီမှာကြည့်အောင်အရန်လာ9တဲ့တစ်ထုပ်ပါ9တဲ့တစ်ထုပ်မှာယူတာနဲ့ဈေးလေးက6000နဲ့မှ300ကျပ်ပါရှင်9တဲ့ပဲယူ10တဲ့ပဲယူအိမ်ဒဏ်ရာရောက်ပေါ့နော်အိမ်ငွေချလေးလည်းပို့ဆောင်ပေးပါတယ်စိုက်မှာလည်းစိတ်ကြိုက်လာရောက်ကြည့်ရှုပြီးတော့ဝယ်ယူလို့ရပါတယ်ရှင်ကျေးဇူးပါ